မင်္ဂလာဆောင်မှာသူတို့သားကအရန်တို့သမီးအတွက်နဲ့နှစ်ဖက်မိဘတွေရှိမှာပဲကျမကိုပါတစ်ချက်ရိုက်ခဲ့တယ်အဲ့ဒီနေ့မှာတင်ကျမစိတ်ဆက်လက်စွပ်ကိုချုပ်လွင့်ပစ်ပြီးမင်္ဂလာပွဲကိုဖျက်သိမ်းလိုက်တယ်လူတိုင်းကကျမခါရဖြုတ်ဒေါသထွက်သွားတာလို့ပဲထင်ခဲ့ကြတယ်ဘာလို့လဲဆိုတော့ကျမနဲ့လီချန်ချိုးကငယ်သူငယ်ချင်းတွေလေကျမသူ့ကိုငယ်ငယ်ကလေးကချစ်ခဲ့တာသူ့နောက်ကောက်ကောက်ပါအောင်လိုက်ခဲ့တာ10နှစ်တောင်ရှိခဲ့ပြီပဲဒါပေမဲ့ဒီတစ်ခါတော့ကျမတကယ်ကိုအတီးပြောနေတာပါနောက်တော့သူကျမစီလာရှာပြီးမယုံနိုင်တဲ့အတန်နဲ့မေးတယ်ဘာလို့လဲပါတစ်ချက်ရိုက်မိုံလေးနဲ့လာတဲ့ကျမတီတီငိမ့်ငိမ့်ပဲပြန်ဖြေလိုက်တယ်ဟုတ်တယ်အဲ့ဒီပါတစ်ချက်တဲနဲ့တင်လုံလောက်သွားပြီလို့လီချန်ချိုးရဲ့အဲ့ဒီပါရိုက်ချက်ကကျမမျက်နှာပေါ်ကျလာတဲ့အချိန်မှာကျမတကူလုံးဘေးကိုရိုင်းထွက်သွားပြီးပါဆက်ထဲမှာတန်ချင်းနဲ့လိုတွင်းညီနဲ့တွေချက်ချင်းထွက်လာတဲ့ရိုက်တန်ကြီးအဆုံးမှာတော့မင်္ဂလာခမ်းမတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်ဘဘပါပြင်ကအဆက်ကထုံကျင်သွားပြီးချက်ချင်းဆိုသလိုပဲမီးစက်နဲ့ထိုးခံရတယ်လို့ပူလောင်နာကျင်လာတယ်ကျမပါကိုအုပ်ပြီးတဖြည်းဖြည်းလက်ကြည့်လိုက်တယ်ကျမရဲ့တို့သားလီချန်ချိုးပါပဲအရန်တို့သမီးချစ်တဲ့ရှန်ဝမ်ကကျမရဲ့မင်္ဂလာဝတ်စုံကိုခိုးဝတ်ထားတာကိုတွေ့သွားလို့သူ့ကိုအရန်တို့သမီးအဖြစ်ကနေပယ်ဖျက်လိုက်တဲ့ကိစ္စကြောင့်သူကကျမကိုနှစ်ဖက်မိဘတွေရှိမှပါရိုက်ခဲ့တာလေသူရိုက်ပြီးသွားတော့ခဏလောက်ကြောင်သွားသေးတယ်ဒါပေမဲ့ချက်ချင်းပဲအများအားလုံးနေကြ88ဆက်မျက်နှာထားကိုပြောင်းလိုက်ပြီးဒေါ်လောက်ပြီးထန်တင်းပြဿနာမရှာနဲ့တော့မင်္ဂလာပွဲကစတော့မယ်နည်းနည်းပါးပါးနားလည်မှုရှိစမ်းပါလို့ပြောတယ်နှစ်ဖက်လူကြီးတွေလည်းလမ်းဖြတ်သွားကြပြီးပြေးလာကဖြန့်ဖြေကြတဲ့ရှန်ဝမ်ကလီချန်ချိုးဘေးမှာရဲ့ရင်နှုတ်ခမ်းကိုကိုက်မျက်ယူဝဲတဲ့ပုံစံလေးနဲ့ချန်ချိုးအကိုအဲ့ဒီလိုမလုပ်ပါနဲ့ညီမမားတာပါမမထန်တင်းခွင့်ပြုချက်မရပဲဝတ်စုံကိုမဝတ်တင်ဘူးညီမကဒီဝတ်စုံလေးကိုအရန်သဘောကျသွားလို့ပါတောင်းပန်ပါတယ်ညီမတမင်လောက်တာမဟုတ်ပါဘူးညီမအရန်တို့သမီးမလုပ်တော့ပါဘူးနော်မယံဖြစ်ကြပါနဲ့တော့လို့ပြောတယ်လီချန်ချိုးကသူ့ကိုတစ်ချက်ကြည့်ပြီးပိုအေးဆက်တဲ့လေတံနဲ့ထန်တယ်မင်းမင်္ဂလာမဆောင်ချင်ရင်အခုချက်ချင်းထွက်သွားလို့ရတဲ့အပြင်မှာကမင်္ဂလာဆောင်လာတဲ့အဲ့ဒီတွေကြီးပဲဒါမင်းစိတ်ကောက်ပြရမယ့်နေရာမဟုတ်ဘူးလို့ဆိုတဲ့အဆက်ကွဲမှုဝမ်းနည်းမှုဒေါသထွက်မှုတွေကတပြိုင်နက်တည်းရင်ထဲကနေစူပွက်လာတယ်မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာပေမဲ့အကြမ်းမခံပဲတင်းခံထားလိုက်တယ်လူအားလုံးဝိုင်းကြည့်နေတဲ့အလဲမှာပဲကျမလက်တူကျွဲကစိတ်ဆက်လက်စွပ်ကိုချုပ်ပြီးလှည့်ထွက်လာခဲ့တယ်ကျမဘာမှမရှင်းပြချင်တော့သလိုဆက်နေပြီးတော့လဲသူများလောင်တာကိုအခမ်းမခံနိုင်တော့ဘူးတကယ်တော့လီချန်ချိုးကကျမပေါ်အရန်ကောင်းလာတယ်တော့မဟုတ်ပါဘူးဒါပေမဲ့ကိုထိလက်ရောက်ပါရိုက်ခံရတာကတော့တကယ်ကိုပထမဆုံးချိန်မှာပဲအဲ့ဒီထက်ပိုတာကဒါဟာကျမအသက်20နှစ်တစ်လျှောက်လုံးမှာသူများပါရိုက်တာကိုပထမဆုံးချိန်ခံရဘူးတာပါပဲကျမနဲ့လီချန်ချိုးကမိသားစုချင်းရင်းနှီးကြတယ်သူ့အဖိုးနဲ့ကျမဘိုးကစစ်ဘက်ကရဲဘော်ဟောင်းတွေရက်ွက်တစ်ခုတည်းအတူနေကြပြီးချန်စီယိုလေးတစ်ခုပဲချားတာကျမသူ့ကိုငငယ်လေးကလေးကသဘောကျခဲ့တာအသက်9နှစ်တုန်းကရက်ွက်ထဲကကောင်လေးတစ်ယောက်ကကျမရဲ့အယုတ်ကိုလူတဲ့ဆံပင်ကိုဆွဲတယ်လွယ်အိတ်ထဲကိုပိုးကောင်လေးထည့်တယ်ကျမငိုပြီးအမေကိုသွားတိုင်တော့အမေကဟိုကောင်လေးရဲ့မိဘတွေကိုသွားပြောတယ်ဒါပေမဲ့ဟိုဘက်ကကလေးတွေကစားတာပါဆိုပြီးပေါ်တန်တန်ပဲတုတ်ပြန်ခဲ့တယ်အဲ့ဒီအချိန်ကလီချာအန်ချိုးဘိုးကကျမတို့အိမ်မှာစစ်တူရင်လာကစားနေတာအဲ့ဒီကိစ္စကိုတီးသွားတော့လီချန်ချိုးကိုခေါ်ပြီးရက်ွက်ထဲမှာကျမကိုစောင့်ရှောက်ဖို့ခိုင်းခဲ့တယ်လီချန်ချိုးကကျမထက်နှစ်ကြီးတယ်ကျမအနိုင်ကျင့်ခံရတာကိုကြားတော့ဟိုကောင်လေးရှော့စီးနေတော့အောက်ကိုဆွဲချပြီးဖိလိုက်တော့တာပဲသူကငငယ်လေးကလေးကအရက်ရှိပြီးစိတ်တော်ထားကလည်းမာကြောတယ်ဟိုကောင်လေးရောသူ့ငယ်ချင်းနှစ်ယောက်ကိုပါအတန်ကုန်ဟင့်ကိုတဲ့အထိရိုက်ပစ်ခဲ့တယ်ပြန်ကြတော့သူကနောက်ကိုတစ်ချက်လက်ကြည့်ပြီးနောက်တစ်ခါထမ်းနင်းကိုအနိုင်ကျင့်တဲ့သူဘသူဖြစ်ငါရိုက်မှာပဲလို့ပြောခဲ့တယ်အဲ့ဒီအချိန်ကစပြီးကျမသူ့ကိုသဘောကျသွားခဲ့တာအမြဲတမ်းသူ့နောက်ကနေအမီးလေးလိုလိုက်နေခဲ့တယ်သူပဲသွားလိုက်တာပဲတကယ်တော့လီချန်ချိုးကကျမသူ့နောက်လိုက်တာကိုတိတ်မကြိုက်ဘူးသူကငငယ်လေးကလေးကလူကြီးဆန်တော့ကောင်မလေးတစ်ယောက်ကိုအမြဲခေါ်ထားရတာအဆင်မပြေဘူးလို့ထင်တာဒါပေမဲ့ကျမကမပြန်ဘူးသူ့နောက်ကနေတစ်ချိန်လုံးလိုက်ပြီးချန်ချိုးအကိုနဲ့ခေါ်နေခဲ့တာဒီလိုနဲ့နှစ်အနှဲငယ်ကြာလာတော့သူလည်းတဖြည်းဖြည်းအကျင့်ပါသွားပြီးကျမကိုမနှင်ထုတ်တော့ဘူးကျမလွယ်အိတ်ကိုကူတဲပေးတက်လာတယ်မိုးရွာရင်ထီးကိုကျမဘက်ပုံမိုးပေးတယ်ကျမလန်းခေါ်ရင်ချက်ချင်းလက်ကြည့်တက်လာတယ်လူကြီးတွေကလည်းကလေးနှစ်ယောက်ကဒီလောက်တောင်တန်ရောစင်ရှိနေမှတော့စိတ်ဆက်ပေးလိုက်ကြရင်ကောင်းမယ်လို့ပြောလာကြတယ်လီချန်ချိုးကဘာမှမပြောပေမဲ့ညင်းလဲမငင်းခဲ့ဘူးသူ့နားရက်တွေညီရဲနေတာကိုမြင်တော့ကျမဝမ်းသာလုံးလို့အကျယ်ကြီးအော်ပြအော်လိုက်မိတယ်ဟုတ်ကဲ့သမီးကြီးလာရင်ချန်ချိုးအကိုနဲ့လက်ထပ်မယ်လို့လေဒါပေမဲ့လွန်ခဲ့တဲ့3နှစ်ကစားပြီးအရာအလုံးပြောင်းလဲသွားခဲ့တယ်3နှစ်ကစောင်းဝရာဒီမှာရှန်ဝမ်ဆိုတဲ့ကောင်မလေးရောက်လာတယ်ရှန်ဝမ်ကလီချန်ချိုးအမေရဲ့သူငယ်ချင်းသမီးပါနိုင်ငံခြားကနေပြန်လာပြီးကျောင်းလာတက်ဖို့သူ့အိမ်မှာခဏလာနေတာသူကအရန်လာတဲ့ဆံပင်လေးတွေကတဘာဝတိုင်းတွန့်ခွေနေပြီးစကားပြောရင်လည်းအတန်လေးကနူးညံ့တယ်သူရောက်လာတဲ့ပထမဆုံးနေ့မှာပဲလီချန်ချိုးကသူ့ကိုခေါ်ပြီးကျမကိုကျောင်းလာကြိုတယ်သူကကျမကိုမြင်ချင်းပဲရဲပြီးအိုမလေးဒါကနင်းရဲ့ငယ်သူငယ်ချင်းထန်နေဆိုတာလားအရန်ချစ်စရာကောင်းတာပဲတကိုယ်လုံးလဲပန်းရောင်တွေကြီးပဲဖျားရည်တက္ကသိုလ်ရောက်နေပြီကိုဒီလောက်တောင်ကလေးဆန်နေသေးတာလားဒါနဲ့ထန်နေနင်အခုအသက်ဘယ်လောက်ရှိပြီလဲကျောင်းမှာကောနင်းကိုဘယ်သူမှဘာမှမပြောကြဘူးလားလို့မေးတယ်ကျမမျက်နှာချက်ချင်းမြည်ရဲသွားတယ်ကျမကပန်းရောင်ကိုအရန်သဘောကျတာအင်ဂျီရေတပူဆန်ထုံးဖုံးကပါကအစလက်တီဆိုးစေးဆုံးပန်းရောင်တွေကြီးပဲဒီလိုတွေကြောင့်ကျမပြောခံရတာမနေတော့ပါဘူးငငယ်ကဆိုတချို့ကနုဖက်နေရလို့ပြောကြတယ်လို့တချို့ကလည်းချစ်စရာကောင်းတယ်လို့ပြောကြတယ်ဒါပေမဲ့ဒီလိုမျိုးအလုံးကျုံလောင်ပြောင်းနေလေတန်နဲ့ပြောခံရတာဒါပထမဆုံးအချိန်မို့ကျမရှက်လဲရှက်ဘာပြောရမှန်းလဲမသိ